မင်္ဂလာပါနော်ဒီနေ့မှာတော့ရှမ်းကောက်ဆိုတဲ့ဗာလဲမနက်စာလေးချက်ပြမှာဖြစ်ပါတယ်ပလာတာလေးပါပါတယ်ဟင်းရည်လေးကတော့ဟိုဘက်မှာပေါ့နော်မောက်ကြမှာမပြရပါဘူးဝါးကျွေးရင်းနေဟုတ်ပြီပါဒီကတော့ဘယ်လိုလဲဒီနော်ဒီနေ့တောင်ကြီးရောက်ရပါလေပူရဝေး哇！啊不啊！都别来吧。阿妈这里去吧没？下边外边呢，阿妈这样嘞。哎，那不啥了呗？怪不着，今年要拿给我，上路就多三来多点。哎，拿三来呗。过一趟啊，上路几来来，这我考给了。哎，别讲，这马路啊，这马会上的，这个所以就该这样了呗。哎，好呗。哈哈。咋样了没得？有本地啊，虽然在来上边见了你了，我为妈妈的姑姑头。跟你了，那牛呢？哎，那怕。那牛呢？那么另一个稍微离了个，我们的也一个不讲了。我头来面来。